ဝန်နာချွမ်းကိုဖမ်းဆီးထားပြီးငွေကြေးချင်းငွေနဲ့ပတ်သက်ပြီးချင်းချောက်မှုတွေရှိလာတယ်သူ့ကိုလွှတ်ပေးဖို့တောင်းပန်ပြီးငွေပြန်ဆက်မယ်လို့ကတိပေးပေမဲ့ချင်းငွေကအတိုးရင်းနဲ့900ဖြစ်နေတယ်ဒီနေ့အိမ်အောင်စာချုပ်လက်မှတ်ထိုးပြီးအေးအေးဆေးဆေးနေမလားဒါမှမဟုတ်ခြေလက်တွေဖြတ်ပြီးတော့တယ်ပြစ်ချမလားဆိုတဲ့ချင်းချောက်မှုတွေရှိတယ်ရှန်ကျန်းကကြားဝင်ပြီးအဲ့ဒီအကျွေးစာရွက်ဟာတရားမဝင်ဘူးလို့ပြောတယ်အတိုးနှုန်း50%ဆိုတာဥပဒေနဲ့မညီဘူးဒါကြောင့်အဲ့ဒီစာရွက်ကအတုံးမကျတဲ့အလကားစာရွက်ပဲဖြစ်ပြီး6လငွေတောင်းမှုနဲ့တရားစွဲလို့ရတယ်လို့ပြောတယ်ဒါပေမဲ့စန့်ကျင်ဘက်ကဓာတ်နဲ့ချင်းချောက်တယ်ရှန်ကျန်းက3ရက်အတွင်းအတိုးရင်းပေါင်း1000ပြန်ဆက်မယ်လို့လောင်းကြီးထက်တယ်မဆက်နိုင်ရင်သူ့အသက်နဲ့ကျန်းရွက်ကိုအပိုင်ပေးမယ်ဆက်နိုင်ရင်တော့ရွာထိပ်မှာတူးထောက်ပြီးအကျွေးစာရွက်ကိုမျိုးချရမယ်လို့သတ်မှတ်တယ်ဒီလိုနဲ့နောက်ထပ်အကျွေးကိစ္စတစ်ခုပေါ်လာတယ်ဝန်နာချွမ်းအဖေကငှားထားတဲ့3000မဆက်နိုင်ရင်မိသားစုလုံးပိုင်းဖြတ်ခံရမယ်လို့ချင်းချောက်တယ်ရှန်ကျန်းကသူတို့ကိုအတုံးချနိုင်တယ်လို့ထင်ပြီးမြို့နယ်ပစီထုံမှာစစ်ဆေးပစ္စည်းတွေရှိတယ်ဆိုတဲ့အချက်လက်ကိုသုံးပြီး20%ကော်မရှင်ယူမဲ့အခြေအနေနဲ့ပစ္စည်းသွားယူဖို့ခေါ်သွားတယ်သူတို့ကိုစုပစ်ထားတဲ့ရွာပိုင်းထဲကျုပ်ဆက်ယုံကိုခေါ်သွားတယ်အဲ့ဒီမှာနိုင်ငံတော်ကတင်စီထားတဲ့စက်ယုံဖြစ်ပြီးအတွင်းမှာဘာမှမရှိဘူးလို့ထင်ရပေမဲ့တကယ်တော့ဝန်ရွာသူကြီးခိုးထားတဲ့လျှက်စစ်တပ်အားလိုင်းကျေးနှမ်းကြိုးတွေရှိနေတယ်ရှန်ကျန်းကဒီပစ္စည်းတွေကိုဖော်ထုတ်ပြီး2000တန်တဲ့ပစ္စည်းတွေကိုအကျွေးကြေအောင်ပေးလိုက်တယ်ဒါပေမဲ့ဝန်ရွာသူကြီးကရှန်ကျန်းကိုလူဆိုးလူမိုက်တွေနဲ့ပူးပေါင်းပြီးရွာပိုင်းပစ္စည်းတွေခိုးယူတယ်လို့ဆွဆွဲပြီးရဲတွေကိုဖမ်းခိုင်းတယ်ရှန်ကျန်းကပြန်လည်ပြီးဝန်ရွာသူကြီးရဲ့မြေအောက်ခန်းမှာမှောင်ခိုသွင်းကုန်တွေရှိတယ်ဆိုတဲ့အချက်ကိုအမည်မဖော်ပဲကြိုတင်တိုင်ကြားထားတယ်လို့ပြောတယ်ဒါကြောင့်ရဲတွေဝန်ရွာသူကြီးအိမ်ကိုကွက်တိဖမ်းနိုင်ခဲ့တယ်ဝန်ရွာသူကြီးကဒေါသထွက်ပြီးရှန်ကျန်းကိုတတ်မယ်လို့ချင်းချောက်ပေမဲ့ရှန်ကျန်းကသူ့မိမကိုထိရဲရင်တေချောင်းကြံမယ်လို့ပြန်ချင်းတယ်နောက်ဆုံးမှာရှန်ကျန်းရဲ့တဲလွန်စားကြောင့်နိုင်ငံတော်ပစ္စည်းတွေပြန်ရပြီးအကတိလိုက်စားတဲ့အရာရှိကိုပါဖမ်းမိတာကြောင့်3000စုချင်းငွေရသွားတယ်ဒီနောက်မှာရှန်ကျန်းကဟိုတယ်ပိုင်ရှင်လူစီကို3000နဲ့ဗန်နာရေးစာချုပ်တွေလဲပြီးဆယ်ဆ leverage 3ကအဝယ်လုပ်တယ်ဟိုတယ်ပိုင်ရှင်ကဈေးကွက်ကျနေတယ်လို့ပြောပေမဲ့ရှန်ကျန်းကမနှက်ဖြန်မနှက်8နာရီမှနိုင်ငံတော်ကဗန်နာရေးစာချုပ်တွေအပြည့်အဝဖွင့်လှစ်ပေးမယ်ဈေးနှုန်း3ဆတက်မယ်လို့ပြောပြီးလောင်းကြီးထက်တယ်မနှက်ဖြန်မနှက်8နာရီမှသတင်းထုတ်ပြန်ချက်အရနိုင်ငံတော်အစိုးရရဲ့ညွှန်ကြားချက်အရဗန်နာရေးစာချုပ်တွေအပြည့်အဝဖွင့်လှစ်လိုက်ပြီး store ဈေးကွက်ထိုးတက်သွားတယ်ရှန်ကျန်းနိုင်သွားတဲ့အတွက်အတိုးရင်းပေါင်း38000ရသွားတယ်ဟိုတယ်ပိုင်ရှင်ကငွေမပေးချင်မဲ့လူတွေနဲ့ရိုက်ခိုင်းပေမဲ့ရှန်ကျန်းရဲ့လူတွေရောက်လာပြီးကဲတင်တယ်ရှန်ကျန်းကကျန်တဲ့35000နဲ့မြို့နယ်ဗဟိုကဟုံရှင်းအထည်ချုပ်ဆိုင်ကိုဝယ်လိုက်တယ်ဒါပေမဲ့အဲ့ဒီဆိုင်ကမြို့နယ်ရဲ့အချွဲဆုံးတထေးဆုံးရဲ့သားတခင်လေးဆုံးမျက်စိကျနေတဲ့နေရာဖြစ်တယ်တခင်လေးဆုံးကရှန်ကျန်းကိုလာစိန်ခေါ်ပြီးသူ့မိမကိုလိုချင်တယ်ရှန်ကျန်းကသူ့ကိုရိုက်နှက်ပြီးဝိုင်းနီတွေနဲ့တောက်ခိုင်းတယ်တခင်လေးဆုံးကသူ့အဖေကိုစိုင်းပိတ်ခိုင်းမယ်လို့ချိန်တယ်ရှန်ကျန်းကစုံမိသားစုရဲ့စောက်လုပ်ရေးပစ္စည်းကြိုတင်ရောင်းဝယ်ရေးစီးပွားရေးကို profile အာမခံပြီးပြည်နယ် store ဈေးကွက်မှာဆယ်ဆ leverage နဲ့တန်မဏိတွေဈေးချရောင်းချခဲ့တယ်ဒါကြောင့်စုံမိသားစုစီးပွားရေးပျက်စီးသွားပြီးဘဏ်ကို9တန်းအကျွေးတင်သွားတယ်စုံမိသားစုသားဖား2ယောက်ရောက်လာပြီးစီးပွားရေးအရာထိုးနှက်တာကိုရပ်ပေးဖို့တောင်းပန်တယ်ရှန်ကျန်းကဥပဒေအတိုင်းလှုပ်ဆောင်တဲ့စီးပွားရေးသမားအဖြစ်လွှဲပြောင်းစာချုပ်လက်မှတ်ထိုးပြီးပတ်စံယူကာမြို့နယ်ကနေထွက်သွားဖို့ပြောတယ်ဒါပေမဲ့ရှန်ကျန်းအသုံးပြုခဲ့တဲ့ပြည်နယ်ဗဏ္ဍာရေးလမ်းကြောင်းကရှန်ချန်မြို့ကရဲမိသားစုရဲ့ဥစ္စာဖြစ်တဲ့ရဲသမီးကြီးကရှန်ကျန်းကိုဖမ်းခိုင်းတယ်ရှန်ကျန်းကရဲသမီးကြီးရဲ့ဆွစ်ဇာလန်ဘဏ်လျှို့ဝှက်အကောင့်နဲ့တန်း30အရှုံးအကြောင်းသိတယ်လို့ပြောတယ်ရဲသမီးကြီးကရှန်ကျန်းကိုရှန်ချန်ခေါ်သွားပြီးသူ့အကျွေးကိုဆက်ပေးမယ်လို့ကတိပေးတယ်ဒါပေမဲ့ရှန်ကျန်းရဲ့မိန်းမရှောင်းရွက်ကိုဓာတ်ဆခံဖြစ်ထားခဲ့တယ်ရှန်ကျန်းကရဲပင်းနဲ့အတူရှန်ချန်ကိုလိုက်သွားပြီးကတိတွေဖြည့်ဆည်းတယ်ဒါပေမဲ့ရဲမိသားစုကရှန်ကျန်းကိုမယုံကြည်ဘူးရှန်ကျန်းကဟောင်ကောင်စတော့ဈေးကွက်မှာတင်မောလိုင်းရှယ်ယာတွေကျဆင်းမယ်လို့လောင်းကြီးထပ်ပြီးရဲမိသားစုရှယ်ယာ20%လောင်းတယ်ဒီနောက်မှာဟောင်ကောင်မှာမုန်တိုင်းတိုက်ခတ်လို့တင်မောတွေမြုပ်သွားပြီးစတော့ဈေးကွက်ထိုးကျသွားတယ်ရဲအဖိုးကြီးရှုံးသွားပြီးရဲမိသားစုရှယ်ယာတွေရှန်ကျန်းဥစ္စာဖြစ်သွားတယ်ရှန်ကျန်းကရဲမိသားစုစီးပွားရေးစက်ဝိုင်းရဲ့အကြီးဆုံးရှယ်ယာရှင်ဖြစ်သွားတယ်ဒါပေမဲ့မြို့တော်ကဂူချန်မင်းဆိုတဲ့စီးပွားရေးလမ်းပြကြီးကရှန်ကျန်းရဲ့ရွာစီကိုလက်ဆောင်တစ်ခုပို့လိုက်တယ်ရှန်ကျန်းရဲ့မိန်းမရှောင်းရွက်အိမ်မီးလောင်ခံရတယ်ရှန်ကျန်းအရောက်လာတဲ့အခါရှောင်းရွက်ကအစိမ့်ငွေတွေရှူရှိုက်မိပြီးအုံနောက်ထိခိုက်ကမိမိမျောမျောဖြစ်နေတယ်ရှန်ကျန်းကဒေါသထွက်ပြီးရဲစီးပွားရေးစက်ဝိုင်းကစစ်ပင်ရန်ပုံတွေအကုန်လုံးကိုအကြောင်းကြားကာဂူချန်မင်းရဲ့စီးပွားရေးအင်ပါယာကိုတိုက်ခိုက်ဖို့ဆုံးဖြတ်တယ်သူမြို့တော်ကိုရောက်သွားပြီးဂူချန်မင်းကိုစိန်ခေါ်တယ်ဂူချန်မင်းကရှန်ကျန်းကိုတတိပေးပြီးမြို့တော်မှာငကားဆိုရင်ခွေနေရမယ်ကြားဆိုရင်ဝတ်နေရမယ်လို့ပြောတယ်ရှန်ကျန်းကပြန်ပြောတယ်အဖိုးကြီးရဲ့တောရိုင်းဥပဒေကခစ်ကုန်သွားပြီးဒီဘဝမှာသူကစီကန့်ချက်ထုတ်ပေးရမယ့်အလှည့်လို့ရှန်ကျန်းကဂူချန်မင်းရဲ့ Nasdaq စည်ရင်းဝင်ကုမ္ပဏီကို Wall Street ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့3ခုနဲ့ပူးပေါင်းထိုးနှက်တယ်ဂူချန်မင်းရဲ့ကုမ္ပဏီတန်ဖိုးဘီလီယံ30ပြာကျသွားတယ်ဒါပေမဲ့ဂူချန်မင်းကနိုင်ငံရေးအရှိန်အဝါကိုသုံးပြီးရှန်ကျန်းရဲ့ငွေကြေးလမ်းကြောင်းကိုဖျက်တောက်လိုက်တယ်ဘဏ်တွေကရှန်ကျန်းရဲ့ဘီလီယံ50ငွေကြေးအိုင်ကိုအေးခဲလိုက်တယ်ဒါပေမဲ့ရှန်ကျန်းကအရှိအလဲပိုင်းရန်ပုံငွေအဖွဲ့ရဲ့ဘီလီယံ300ပိုင်ဆိုင်မှုတသက်ခံကိုသုံးပြီးပြန်လည်တိုက်ခိုက်တယ်ဂူချန်မင်းကရှောင်းရွက်ကိုဆေးရုံမှာတပ်ဖို့လူတပ်သမားတွေလွှတ်လိုက်တယ်ရှန်ကျန်းကကြားဝင်တားဆီးပြီးရှောင်းရွက်ကိုကယ်တင်ခဲ့ပေမဲ့ပောက်ကွဲမှုဖြစ်ပြီးရှောင်းရွက်နှလုံးထိခိုက်ကမေ့မျောသွားတယ်ရှန်ကျန်းကဒေါသအရှိန်နဲ့ဂူမီသားစုကိုအပီးအပိုင်ဖျက်ဆီးဖို့ဆုံးဖြတ်တယ်ရှန်ကျန်းကဂူမီသားစုဒရိုက်တာဖွဲ့တယ်ဝင်ရောက်ပြီးလုံခြုံရေးက800လုံးကိုသိမ်းပိုက်လိုက်တယ်ဂူချန်မင်းရဲ့အမည်ပေါက်ရှယ်ယာတွေကိုတောက်ခတ်ပြီးကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှင်ဖြစ်သွားတယ်ဂူချန်မင်းကရှယ်ယာအသစ်တွေထပ်ထုတ်ပြီးရှန်ကျန်းကိုပျက်စီးအောင်လုပ်ဖို့ကြိုးစားပေမဲ့ရှန်ကျန်းကအဲ့ဒီရှယ်ယာအသစ်တွေရဲ့အဓိကပိုင်ရှင်ဖြစ်နေတယ်သူ9နှစ်ကလေးကဒီအကွက်ကိုခင်းထားတာနောက်ဆုံးမှာရှန်ကျန်းကဂူချန်မင်းရဲ့ပြစ်မှုအထောက်အထားတွေကိုရဲတွေစီပေးအပ်ပြီးဂူချန်မင်းကိုဖမ်းဆီးခံရစေတယ်
ဂူချန်မင်းက240စူးစမ်းပြီးမှမြို့တော်ရဲ့ထိတ်ဆုံးကိုရောက်လာတာလို့ငိုကြွေးပေမဲ့ရှင်ကျန်းကသူငရဲကနေပြန်လာတဲ့ဝိညာဉ်ဆိုတော့မင်းရှုံးတာတဘာဝပဲလို့ပြန်ပြောတယ်ရှင်ကျန်းကဂူချန်မင်းကိုအနိုင်ယူပြီးဂူမီသားစုအင်ပါယာကိုသိမ်းပိုက်လိုက်တယ်ဒါပေမဲ့သူအောင်မြင်မှုတွေကြားမှာရှောင်းရွက်ကိုတတိယနေတယ်ရှောင်းရွက်နိုးလာတဲ့အခါရှင်ကျန်းကိုအိမ်ပြန်ခေါ်သွားဖို့ပြောပြီးမကမ်းပန်းတွေကြည့်ကျင်တယ်လို့ပြောတယ်ရှင်ကျန်းကရှောင်းရွက်အတွက်တောင်တစ်ခုလုံးကိုဝယ်ပြီးမကမ်းပန်းတွေစိုက်ပေးတယ်ပြီးတော့ရှောင်းရွက်ကိုလက်ထပ်ဖို့အဆိုပြုတယ်ရှောင်းရွက်ကလက်ခံပြီးရခင်ဘဝကောဒီဘဝကောနောက်ဘဝကောရှင်ကျန်းကိုပဲလက်ထပ်မယ်လို့ပြောတယ်